မသွားပါနဲ့လားအကိုရဲ့တောကအန္တရာယ်များလွန်းလို့တခြားလူတွေရဲ့တာဝန်ပဲထားလိုက်ပါတော့အကိုပြန်မလာတော့မှညီမတကယ်ကြောက်လို့ပါဟုတ်တယ်နောင်ရိုးရာမင်းခေါင်းမာပြီးမဝင်စမ်းပါနဲ့လိုက်ရှာရင်နဲ့တရင်အဆနာပဲပျောက်တာဘယ်နှယောက်ရှိနေပြီလဲမင်းဝင်သွားတာအလကားတက်အသက်ကိုသွားစတေးတာနဲ့အတူတူပဲကျွန်တော်ဆုံးဖြတ်ပြီးပြီဘာဖြစ်ဖြစ်ညီလေးကိုတွေ့အောင်လိုက်ရှာမယ်ဘယ်သူမှလာတားပြီးအချိန်မဖြုံးကြနဲ့ပြီးတော့အားလုံးကိုအသေးချာပြောထားမယ်ကျွန်တော်တောထဲကိုခြေစုံပြစ်ဝင်သွားတဲ့အချိန်ကစပြီးတော့ဒီရွာမှာဘလောက်ပဲအရေးကြီးတဲ့ကိစ္စကြီးငယ်ဖြစ်ပါစေဘယ်သူပဲဖျားနာသေကာနီးပဲဖြစ်ပါစေတောထဲကိုလိုက်လာပြီးတော့ကျွန်တော်လာခေါ်တာမျိုးလုံးဝမလုပ်ကြနဲ့တကယ်လို့တယောက်ကအမေကိုဖီဆန်ပြီးတော့လာခေါ်ရဲဆိုရင်အဲ့လူရဲ့အသက်ဘေးကင်းလုံခြုံမှုကိုကျွန်တော်လုံးဝအာမမခံဘူးနော်ကျွန်တော်စကားကိုအသေးချာမှတ်ထားကြပြတ်သားလာတဲ့စကားတန်အစုံမှာတော့နောင်ယူကတနက်လွယ်ချိုးကိုတင်းတင်းကြပ်ကြပ်ပြင်ဆင်ပြီးတောထဲကိုဝင်ဖို့လှည့်ထွက်ခဲ့တယ်ဗျအဲ့အချိန်မှာပဲဇာနီနဲ့ကြော်ကြော်လို့အမည်ရတဲ့လူငယ်နှစ်ယောက်ကရွာသားတွေဝန်းရံထားတဲ့ဂျားတွေကနေထိုးထွက်လာခဲ့ကြပါကိုနောင်ယူကျွန်တော်တို့လည်းအတူလိုက်ပြရစီဟုတ်တယ်ကျွန်တော်တို့ရဲ့ညီအကိုတွေလည်းအဲ့တောထဲမှာပဲပျောက်သွားကြတာကျွန်တော်တို့ဒီအတိုင်းတော့ထိုင်ဆောင်မနေနိုင်တော့ဘူးကျွန်တော်တို့လိုက်ကူရှာခွင့်ပေးပါသူတို့၃ယောက်စလုံးလက်နက်ကိုစီတင်းတင်းဆုပ်ကင်ပြီးတော့မောင်ရှိတ်တန်းကားစားပတ်ဝန်းကျင်ကိုဖျက်တန်းကအန်နီယန်နဲ့အောက်လန်းအစီအမံတွေပြည့်နှက်နေတဲ့တောနက်ကြီးတွေကိုဝင်ရောက်ခဲ့ကြတော့တယ်ဗျ၃ယောက်သားနောင်ရိုးရဲ့ညီနဲ့သူတို့ရဲ့ဆွေမျိုးသားချင်းတွေရုပ်အလောင်းဒါမှမဟုတ်ခြေရလက်ရကိုတွေ့ရနုံနုံနဲ့အနှံ့အပြားခွဲပြီးရှာဖွေခဲ့ကြပါတယ်ဒါပေမဲ့အရေးအယောင်တော့မတွေ့ရတယ်လို့အဝိစာလေးတစ်ခုတော့မတွေ့ခဲ့ရပါဘူးအချိန်တွေကတရွေ့ရွေ့ကုံဆုံးသွားပြီးနေမရငုတ်ရှူးကမိုးကိုစဝိုင်းတစ်ခုလုံးလိမ်မော်နေအောင်တန်းလို့ညာဦးပိုင်းကိုရောက်ရှိလာခဲ့ပါပြီတော်ပြီကွာမိုးချုပ်တော့မယ်မင်းတို့ရှာတော့ခဏရက်လိုက်တော့ဒီညဟောဒီနေရာမှာပဲစကန်ချကြမယ်မင်းတို့သွားပြီးတော့ဝါးပင်နဲ့ခုတ်ကြပြီးအဲ့ဒီတစ်ပင်ပေါ်မှာလင်းစင်အမြန်ဆောက်ကြမယ်ပြီးတော့တရွက်6တွေလည်းအများကြီးရှာခဲ့ကြဒီတစ်ပင်ချင်းမှာပုံပြီးတော့မိဘုံတစ်ပုံလုပ်ရမယ်မြန်လုပ်ကြဟုတ်ကဲ့ဟဲ့ကြောမင်းကတရွက်6တွေရသလောက်သွားစုငါကိုနောင်ရိုးကိုကူပြီးတော့လင်းစင်ဆောက်လိုက်မယ်လူတိုင်းအချိန်လူပြီးအလုပ်တွေကိုအပြိုင်အဆိုင်လုပ်ကင်ခဲ့ကြပါတယ်နေဝင်တော့တာနဲ့တောအိတ်တစ်ခုလုံးကိုအမောင်တူးကလွှမ်းမိုးသွားခဲ့ပါပြီမိဘုံကြီးကိုထိတ်လေးနေအောင်ရှို့လိုက်တော့ပတ်ဝန်းကျင်တစ်ခုလုံးအလင်းရောင်ရသွားပြီးတော့အေးထန်လဲတက်တာသွားခဲ့တယ်ဗျသူတို့၃ယောက်စလုံးမိဘုံဘေးမှာဝိုင်းထိုင်ပြီးတော့ပါလာတဲ့ထမင်းဟင်းတွေကိုစားတောက်လိုက်ကြပါတယ်ကဲမိုးလဲချုပ်ပြီဇာနီယောကြောမင်းတို့အခုချက်ချင်းလင်းစင်မို့အမြန်တက်ကြဒီညဘယ်အကောင်ကငါတို့ညီကိုတွေကိုဖမ်းသွားလဲဆိုတာစောင့်ကြည့်ဖို့ပဲကြံတော့တယ်သူတို့၃ယောက်လုံးဝါးပင်နဲ့အမြင့်ကြီးဆောက်ထားတဲ့လင်းစင်မို့ကိုဗျိုင်လူတွားတက်ပြီးစုထိုင်လိုက်ကြတယ်ဗျနောင်ယူကအောက်ဘက်ကမဲနေတဲ့တောအုပ်ကြီးစီကိုဝေ့ကြည့်လိုက်ပါတယ်။အဲ့အောင်နေငါပြောတာအသေးချာနားထောင်ကြ။ဒီညမင်းတို့အောက်ကနေဘာအတိုင်းပဲကြကြဘယ်သူကပဲလားခေါ်အဲ့ဒါမင်းတို့ရဲ့အဖေတွေအမေတွေဒါမှမဟုတ်မိန်းမပဲဖြစ်နေပါစေကွာ။လုံးဝအောက်ကိုမစင်းမကြစေနဲ့။ကြားလား။အမေကိုဖီဆန်ပြီးတော့ဆင်းသွားတဲ့ကောင်ကတော့တေဖို့တာပြင်းထား။နားလေပါပြီကိုနောင်ယူကျွန်တော်လုံးဝအောက်မစင်းပါဘူး။ကျွန်တော်လည်းအတူတူပဲ။အားလုံးအသေးချာဂတိကိုရဲ့ပြုတ်ပြီးတဲ့နောက်မှာတော့နောင်ရိုးမျက်လုံးတွေကိုမှိတ်လိုက်ပါတော့တယ်အချင်းတော်ကြာကုံလုံးသွားပြီးတောနယ်ကြီးတစ်ခုလုံးတိတ်ဆိတ်နေတဲ့အချင်းကိုရောက်လာခဲ့တယ်ဗျကြောတားလီအမေမင်းစီကိုလိုက်လာတာမင်းအဖေကနေမကောင်းလို့အဲ့ရတွေကတော့မထနိုင်တော့အမေစီကိုစစ်လာခဲ့ပါဦးတားလီရဲ့ကြောတယောက်ဝုန်းကနေလန့်နိုးသွားပြီးအောက်ဖက်ကိုငုံကြည့်လိုက်ပါတယ်မိဘုံရဲ့အလင်းရောင်အစုံနာကချုံမိုးတစ်ခုရဲ့နောက်ကွယ်မှာအဖွားအိုတယောက်ပုံစံနဲ့အရိပ်မဲတစ်ခုမတ်တက်ရက်နေတာကိုလှမ်းမြင်လိုက်ရပါတယ်ဒါကျွန်တော်အမေအတန်ပဲကျွန်တော်အမေအောက်မှာရောက်နေတယ်ဗျ
နေအောင်ဟဲ့ကြောငါမှားထားတာမင်းမေ့သွားပြီလားအဲ့ဒါမင်းအမေမဟုတ်ဘူးဟုတ်တယ်ဒီလောက်ညက်ညက်ကြီးထဲမှာမင်းအမေကတိုးတဲ့ကိုဘယ်လိုလုပ်ပြီးတော့လမ်းလျှောက်လာနိုင်မှာလဲလုံးဝအဆင်မသွားနဲ့တော့ဟဲ့ကျွန်တော်လှုပ်အဲ့ဒါကျွန်တော်အမေအတန်အစစ်ဗျာအမေအရေးကလည်းအဲ့ချုံမုံနားမှာကျွန်တော်ကိုယ်တိုင်မြင်နေရတာပြီးတော့ကျွန်တော်အဖေကလည်းနေမကောင်းဘူးတဲ့ကျွန်တော်အောက်ဆင်းပြီးတော့တွားကြည့်မှဖြစ်မယ်အဖေဖြစ်သူကိုစိတ်ပူလွန်းလို့အသိစိတ်တွေလွင့်ထွက်သွားတဲ့ကြောဟာဘေးကလူနှစ်ယောက်ကိုရုန်းကန်ခါချပြီးလင်းစင်ဘဝကနေအောက်ကိုဖြတ်ခနဲဆင်းသွားတော့တယ်ဗျာဒါပေမဲ့ကြောမြေကြီးပေါ်ကိုရှောက်သွားတဲ့အချိန်မှာတော့ချုံပုတ်နာကအဖွားအိုရဲ့အရေးကြီးကအမောင်တို့ထဲမှာကွယ်ပြောက်သွားခဲ့ပါပြီအမေဘာမှလဲဟေ့ကြောအဲ့ဒါတရေကွာအပေါ်အမြန်တက်ခတ်စမ်းမြင်လို့အရေးမဲကြီးကကြော်ရဲ့ခန္ဓာကိုယ်ကိုအမောင်တို့ကြီးထဲဆွဲခေါ်ပြီးတော့ဝါးမြူသွားပါတော့တယ်။နောင်ကျိုးနဲ့ဇာနီတို့လည်းထိတ်လန့်တုန်လှုပ်သွားပြီးတကိုယ်လုံးတုန်ရင်ကရွာသားတွေပြောလေရှိတဲ့တမန်ကျအကြောင်းကိုတွေးမိပြီးတော့စပင်းလေးပါထောင်းသွားခဲ့ပါတယ်။အချိန်ကြီးအကြာကြီးကုံလွန်သွားပြီးတဲ့နောက်မှာတော့တောရဲ့အစွမ်းကစတင်ပြလာခဲ့ပါပြီ။လင်းစင်ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးအေးဆက်ဆက်ဖြစ်လာပြီးနောင်ကျိုးနဲ့ဇာနီတို့ကိုအိတ်ငိုက်လောက်အောင်အောက်လမ်းမဏ္ဍတစ်ခုခုနဲ့ပြူစားလိုက်တယ်လို့မျိုးအသိစိတ်တွေဝေဝါးကနောက်ဆုံးမှာတော့ကောင်းငိုက်ဆိုင်ကြကအိပ်ပျော်သွားကြတော့တယ်ဗျဇာနီကိုနောင်ယိုကျွန်တော်ကဲပါဦးကျွန်တော်မသေးသေးဘူးဗျဇာနီတယောက်အိတ်ချင်မိုးတို့နဲ့လန့်နိုးလာပြီးအောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့တငယ်ကြီးဖြစ်သူရဲ့တနာစရာအခြေအနေကိုမြင်လိုက်ရပါတယ်အချစ်ဆုံးတငယ်ချင်းကိုစိတ်ပူလုံးတဲ့စိတ်ကရင်နဲ့ဆွမှုသွားပြီးဇာနီဟာပေးထားတဲ့ဂရိကိုမေးလျော့သွားခဲ့တယ်ဗျညကြောမင်းအားတင်းထားနော်ငါအခုချက်ချင်းအောက်ဆင်းပြီးတော့မင်းကိုကူညီမယ်လှူစမ်းဒီကောင်တွေကတော့ပြောထားတာကိုမမှတ်ကြဘူးကိုနောင်ယိုအခုဘာမှလဲကျွန်တော်အကူညီပါအောင်ဗျာကျွန်တော်ဒီမှာရှိတယ်ကျွန်တော်လမ်းကိုမမြင်ရဘူးနောက်ကျိုးတယောက်ဝုန်းကနေလန့်နိုးလာခဲ့ပါတယ်ရင်ထဲမှာတော့သူ့ညီခေါ်နေတာလားဆိုပြီးဝမ်းသာမိသွားပေမဲ့တော်လိုက်မိုးဆိုးတယောက်ရဲ့အသိစိတ်အရာထိတ်လန့်မှုနဲ့တန်တရားတွေကကြီးစိုးလို့နေခဲ့ပါတယ်ညီလေးအခုဒီအပေါ်မှာရှိတယ်ကွဒီမီးပုံကြီးရဲ့အပေါ်ကလင်းစင်ပေါ်မှာမင်းဒီမီးပုံရှိတဲ့စီကိုအမြန်ဆုံးရှောက်လာခဲ့ဟာမင်းပျောက်သွားတာဘယ်နှစ်ရက်တောင်ရှိပြီလဲဘာလို့အခုမှပေါ်လာရတာလဲကွာဟိုတနေ့ကရွာသားတွေနဲ့တောတဲ့လိုင်းရင်းနဲ့ကြားအလိုက်ခံရလို့အကိုရကျွန်တော်အသက်လူပြီးတော့တောတဲ့ပြေးပုံနေရတာစောစောကအကိုရဲ့တနတ်တန်ကိုကြားလို့အတန်အတိုင်းလိုက်လာခဲ့တာနဲ့ဒီကိုရောက်လာတာပဲဒါဆိုမင်းတနတ်နဲ့ကြောပွိတ်ကောင်ဘာမှလဲအသက်လူပြင်းလဲကြတာနဲ့တောထဲမှာအကုန်ကြကြံခဲ့ကုန်ပြီအကိုကနောင်ရိုးတယောက်ရှင်ထဲမှာမကောင်းတဲ့ခံစားချက်တချို့ရနေခဲ့ပါတယ်။စိုးရင်စိတ်နဲ့တန်တရားတွေကရှင်ထဲမှာအလုံးကြီးခိုင်းတယ်လို့မျိုးတိုးဝေလာတော့တယ်ဗျ။ဒါပေမဲ့ညီဖြစ်သူအပေါ်ထားတဲ့တန်ရောစင်နဲ့စိုးရိမ်မှုကြောင့်ဒါဟာသူ့ညီအစ်စ်ပဲဖြစ်ပါစီတော့လို့စိတ်ကယုံကြည်နေပြန်ပါတယ်။တကယ်လို့မင်းကငါညီအစ်စ်ဆိုရင်ဒီတစ်ပင်မော်တက်ပြီးတော့လင်းစင်ပေါ်လာခဲ့။အဲ့အရေးမဲကတစ်ပင်ချီရင်းစီကိုဖြည်းဖြည်းချင်းရှောက်လာခဲ့ပါတယ်။ပြီးတော့လက်နှစ်ဖက်ခြေနှစ်ဖက်ကိုဆန့်ထုတ်ပြီးတစ်ပင်မော်တက်ဖို့ကြိုးစားခဲ့တယ်ဗျ
ဒါပေမဲ့ဘလို့မှတက်လို့မရပဲမြေပြင်ပေါ်ကိုခဏခဏပြန်ပြုတ်ကျချမ်းနေခဲ့ပါတယ်ဘာဖြစ်တာလဲကွာမင်းကပုံမှန်ဆိုရင်တစ်ပင်တက်ကြွတဲ့ကောင်မဲဥစ္စာဘာလို့ဒီလောက်လေးကိုတက်မရဖြစ်နေရလဲအကိုကျွန်တော်ကြားကြိုက်သွားလို့ခြေထောက်မှာဒဏ်ရာအပြင်းထန်ရထားတယ်ဗျကျွန်တော်အပေါ်မတက်နိုင်တော့ဘူးနောင်ရိုးတယောက်ရင်ထဲမှာအင်မတန်မွန်းကျက်ပြီးဖိအားတွေအပြင်းအထန်ခံစားလိုက်ရပါတယ်ဘာဆက်လို့မှမသိတော့တဲ့အဆုံးစိတ်ကိုတင်းပြီးတော့အောက်ကိုလှမ်းပြောလိုက်တယ်ဗျဒါဆိုရင်မင်းအဲ့ဒီမီးပုံနာကိုတိုးလာခဲ့မီးလင်းတဲ့နေရာကိုလာခဲ့မင်းမျက်နှာအကိုအသေးချမြင်အောင်လို့အဲ့ဒီအရင်မဲကြီးကမီးပုံဘေးကိုခြေထောက်တစ်ဖက်ဆွဲပြီးတရွေ့ရွေ့တိုးကပ်လာခဲ့ပါတယ်ဝါချင်းချင်းမီးအလင်းရောင်အောက်ကမျက်နှာကတော့တကယ့်ကိုနောင်ရိုးရဲ့ညီအရင်ခောက်ခောက်မျက်နှာပဲဖြစ်နေခဲ့တယ်ဗျဒါပေမဲ့လည်းနောင်ရိုးကတော့မပေါ့ဆရဲပါဘူးသူချက်ချင်းမျက်လုံးကိုမှိတ်ဂါထာမန္တန်တွေကိုရွတ်လိုက်ပြီးအောက်ဖက်ကိုအသေးချာအာယုံဆိုင်ပြန်ကြည့်လိုက်ပါတယ်အေးကောင်းပြီမင်းသားငါညီအစ်စ်ဆိုရင်အဲ့နေရာမှာငင်ငင်လေးမှတ်တတ်ရနေဘယ်မှမသွားနဲ့ငါကိုယ်တိုင်အောက်ဆင်းလာခဲ့မယ်အဲ့ချိန်မှာပဲအောက်ကအရှိမဲကြီးရဲ့မျက်နှာကဝုန်းငနဲ့ပြောင်းလဲသွားပြီးအကွက်6အပ်တဲ့ရည်တန်ကြီးနဲ့အတူလှမ်းပြို့လိုက်တယ်ဒီလိုအတုံးမကျတဲ့သနတ်ဆုပ်ကလေးနဲ့မင်းကငါ့ကိုဘာလို့နိုင်မှထင်လို့လဲမင်းမလားငါညီကိုဖမ်းခေါ်တော့တာပရိသန်ကောင်နောင်ရိုးချက်ချင်းပဲသူ့ရဲ့လွယ်အိတ်ထဲကိုနှိုက်ပြီးအစွမ်းထက်လာတဲ့အောက်လန်းကာကျွဲတိုးအင်းကိုလက်ထဲမှာတင်းတင်းဆုပ်ကိုင်းလိုက်ပါတယ်မင်းလိုတော်သေးကောင်သေဖို့သာပြင်ထားငါမင်းတို့ကိုတေးချာချာသတိပေးခဲ့တာပဲအောက်ကိုဆင်းမလာကြနဲ့လို့ဘာလို့ငါစကားကိုနားမထောင်ကြတာလဲကွာ